အီဂျင်ဆိုတဲ့ကောင်လေးဟာမွေးရပါမှတ်ဉဏ်ချိုးရင်းသူတယောက်ဖြစ်ပါတယ်။သူ့ရဲ့ယောဂကတော့အစာတွေကိုမှတ်ရတာခက်ခဲတာပါပဲ။သူ့မှာအကိုတယောက်ရှိပါတယ်။အကိုဖြစ်သူကတော့အတန်းထဲမှာစာတော်တလောက်ညီဖြစ်သူအီဂျင်ကတော့ညံရီနေပါခဲ့ပါတယ်။ဆရာမတွေဘလို့ပဲသင်လို့မရတဲ့အဆုံးမှာတော့မိဘဖြစ်သူတွေကသူတို့နဲ့ဝေးရတခြားเจ้าကိုပို့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဆိုပါเจ้าကတော့เจ้าအိတ်เจ้าစားနဲ့ဘော်ဒါဆောင်တစ်ခုပဲဖြစ်ပါတယ်။အီဂျန်မှာတငယ်ချင်းအသစ်တယောက်တိုးလာခဲ့ပါတယ်။အီဂျန်ကတော့သူ့မိဘတွေကသူ့ကိုအပြစ်ပေးဖို့သူ့ကိုဒီเจ้าကိုပို့လိုက်တာလို့တွေးထင်ခဲ့တာကြောင့်တငယ်ချင်းဖြစ်သူကဒီလိုမဟုတ်ပါဘူး။မင်းကိုစာတက်စေခြင်းလို့ပို့တော်စေခြင်းလို့ဒီเจ้าကိုပို့လိုက်တာပါလို့ပြန်ရှင်းပြခဲ့ပါတယ်။အီဂျန်ကစာရီဖတ်ရမှတ်ရတာမှာခက်ခဲပေမဲ့ပကြီးပညာမှာတော့ထူးချွန်ခဲ့ပါတယ်။ဒီနေ့မှာတော့အီဂျန်ရဲ့ဘဝကိုပြောင်းလဲစေမဲ့ပကြီးဆရာတယောက်ရောက်လာခဲ့ပါတယ်။ပကြီးဆရာကပျော်ပျော်နေတတ်သူပေါ့စာသင်ချိန်ကိုတော့ပလွေနဲ့စတင်ခဲ့ပါတယ်။စာသင်ချိန်ကိုကျောင်းသားများနဲ့အတူလွတ်လပ်စွာရီရီမောမောနဲ့ပဲပြီးဆုံးစေခဲ့ပါတယ်။ဆရာကအီချန်ကိုတတိထားမိပြီးတဲ့နောက်သူ့ရဲ့စာအုပ်တွေကိုယူကာစစ်ဆေးခဲ့ပါတော့တယ်။အီချန်ရဲ့အားနည်းချက်ကတော့စလုံးတွေကိုပြောင်းပြန်ရေးတတ်တာပါပဲ။ဒီလိုနဲ့ဆရာဖြစ်သူကပိတ်ရက်မှာအီချန်မိဘတွေစီကိုတွားရောက်ရှင်းပြကလေးရဲ့အားနည်းချက်ကိုရှင်းပြခဲ့ပါတယ်။အီချန်ဆွဲထားတဲ့ပကြီကားတွေကိုကြည့်ပြီးတဲ့နောက်မှာတော့အီချန်ဟာအားပေးမှုဂရုစိုက်မှုတွေလိုအပ်တာကိုသိရှိသွားပြီးတဲ့နောက်သူကိုယ်တိုင်အီချန်ကိုသေချာစွာလေ့ကျင့်သင်ကြားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီနေ့မှာတော့ဆရာကဘလက်ပုတ်ပေါ်မှာသူ့နာမည်ကိုပြောင်းပြန်ရေးပြီးတော့အီချန်အတွက်အားတက်စေရန်ရေးပြလိုက်ပါတယ်။ပြီးတဲ့နောက်ကလေးတွေကိုဖတ်ခိုင်းလိုက်ရာကလေးတွေကမဖတ်တတ်လို့မှန်တဲ့ထောင်ပြမှသာအားလုံးကဖတ်တတ်ခဲ့ကြပါတယ်။ခဏကြာတော့အီချန်ကိုမိခလုတ်ဖွင့်ခိုင်းလိုက်ပါတယ်။မိသီးကိုတီထွင်သူဘသူလဲလို့မေးလိုက်ရာအီချန်တယောက်ကပဲသောမတ်အက်ဖာအက်ဒီဆင်လို့ဖြေနိုင်ခဲ့ပါတယ်။အီချန်ကသူဖြေနိုင်ခဲ့လို့ပျော်ချင်ခဲ့ပါတယ်။ဆရာဖြစ်သူကငယ်စဉ်ကညံရီနှိမ့်ပြီးမဲ့ကြီးလာတဲ့အခါမှာမှနမဲကျော်တွေဖြစ်ကြတဲ့သူတွေကိုရှင်းပြပြီးအီချန်ရဲ့စိတ်တက်ကိုနှင့်တင်ပေးခဲ့ပါတယ်။သူကိုယ်တိုင်လည်းငယ်စဉ်ကသုံးစားမရလို့မိဘတွေကပြစ်တင်စုမောခဲ့ပြီးမဲ့အခုအချိန်မှာတော့ကျောင်းဆရာတယောက်ဖြစ်နေကြောင်းအီချန်ကိုစိတ်တက်ခွန်အားကြွေးခဲ့လိုက်ပါတယ်။ဒီလိုနဲ့အီချန်ကဆရာဖြစ်သူရဲ့နှွေးထွေးမှုတွေကြောင့်ပဲစာတွေကိုရေးနိုင်ဖတ်နိုင်လာပြီးသူကိုယ်တိုင်လည်းလေ့ကျင့်လာနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ကျောင်းရဲ့ပျော်ပွဲရှင်ပွဲအဖြစ်တကြောင်လုံးဆိုင်ရာပကြီးပြိုင်ပွဲကျင်းပခဲ့ပါတယ်။ထိုပွဲမှာတော့ကျောင်းသားများနဲ့အတူဆရာမတွေလည်းပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ်။ပြိုင်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့တကြောင်လုံးဆိုရသူကိုကြီးညာလိုက်တဲ့အခါမှာဆရာဖြစ်သူကိုကြော်လွန်ပြီးတော့အီချန်ဆိုတဲ့ကောင်လေးကပထမဆုရရှိခဲ့ပါတယ်။ဝမ်းဝဲလက်ခုပ်တီးကြတဲ့အခါမှာတော့အီချန်လေးကအပျော်ဆုံးဖြစ်နေခဲ့တာပေါ့။စာသင်နှစ်ပြီးဆုံးတဲ့အခါမှာတော့မိဘတွေကကိုသားသမီးကိုအိမ်ပြန်ဖို့လာရောက်ခေါ်ဆောင်ခဲ့ကြပါတယ်။ထင်မှတ်မထားတဲ့အီချန်ရဲ့မိဘနှစ်ဦးကတော့အီချန်လေးကဘယ်လိုသင်တက်မှာမဟုတ်ဘူးလို့တွေးထားခဲ့ကြပေမဲ့ကျောင်းကိုရောက်လာတဲ့အခါမှာတော့ဆရာတွေရဲ့ပြောကြားချက်အရအီချန်လေးကိုအံ့အားသင့်သွားကြပါတယ်။အီချန်လေးရဲ့ဘဝကိုပြောင်းလဲပေးခဲ့သူကတော့ပကြီးဆရာပဲဖြစ်ပါတယ်။ပကြီးဆရာကိုဖခင်ဖြစ်သူကကျေးဇူးတင်စကားပြောပြီးတော့ပွေဖက်လိုက်ပါတယ်။ဇလန်းလေးကတော့ဒါပါပဲခင်ဗျာ။တကယ်တော့မိဘဆရာရဲ့နှွေးထွေးမှုအားပေးမှုကြောင့်သာအီချန်လေးကသူ့ရဲ့ဘဝကိုပြောင်းလဲလာနိုင်ခဲ့တာပါ။ကျွန်တော်တို့ရဲ့ဘဝမှာလည်းမိဘဆရာတွေရဲ့အားပေးမှုနဲ့နှွေးထွေးမှုသာမရှိခဲ့ရင်အီချန်လေးလိုပဲကြောက်ရွံ့သိမ်ငယ်စွာနဲ့ဖြတ်တန်းကြရမှာပါ။စကားလေးရဲ့နာမည်ကတော့ Every Shine Special ပဲဖြစ်ပါတယ်။ဖူးမှုပြီးကြည့်မယ်ဆိုရင်တော့ comment မှာကျွန်တော်လင်လေးရှာပေးထားပါပဲခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။